ပါဒီနေ့မှာတော့ကိုရီးယားမှာအလုပ်လုပ်ရင်းနဲ့လောက်ခလာစာမရရှိရဲ့ပြဿနာပေါ့နော်ဒီလိုပြဿနာမျိုးကြုံလာရပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြပြပေးတော့ပါမယ်လောက်ခလာစာမရရှိရဲ့အကြောင်းရင်းတွေကတော့အမျိုးမျိုးရှိပေမဲ့ဒီမှာတော့ကုမ္ပဏီကဖြတ်သိမ်းသွားတာမျိုးပေါ့နော်ဒီဝါလီခံသွားတာပေါ့ဒီလိုခါမျိုးမှာဆိုရင်မိမိရဲ့လောက်ခလာစာကိုဘယ်လိုပြန်ပြီးတော့ရှောက်ထားလို့ရမလဲဆိုတာလေးကိုပြပြပေးပါမယ်ဟုတ်ကဲ့ပထမအဦးဆုံးအနေနဲ့အထောက်အထားတွေပြင်ဆင်တာပဲဖြစ်ပါတယ်ဘလို့ထောက်ထားရလဲဆိုရင်ဒီအလုပ်ရှင်နဲ့မိမိချာမှာချုပ်ဆိုထားတဲ့အလုပ်ခန့်ထားခြင်းဆိုင်ရာစာချုပ်နောက်ပြီးတော့ဒီလစာရှင်တန်းစာရွက်မိမိအလုပ်အလုပ်အတက်ဆင်လုပ်ထားတဲ့မှတ်တမ်းပေါ့နော်ပြီးတော့ခါကျတော့မိမိဖန်ကောင်တွေကိုဒီလောက်ခလစာလက်ခံထားတဲ့မှတ်တမ်းပေါ့နော်နောက်ပြီးတော့ဒါမိမိနဲ့အလုပ်ရှင်ချာမှာအပြန်အလှန်ပြောဆိုထားတဲ့ဒီစာတိုလေးပေါ့နော် message လေးပေါ့နော်ဒီလိုမျိုးတွေကိုအထောက်အထားအနေနဲ့ပြင်ဆင်ထားတာကောင်းပါတယ်ဒုတိယတစ်ချက်အနေနဲ့ကကြတော့မိမိကအလုပ်ရှင်စီကိုပေါ့နော်ပြောကြည့်တာပေါ့နော်လောက်ခလာစာပေးဖို့ပြောကြည့်တာပဲဖြစ်ပါတယ်အဲ့လိုပြောကြည့်တဲ့အခါမှာအလုပ်ရှင်ဘက်ကနေပြီးတော့လောက်ခလာစာပေးဖို့မဖြစ်နိုင်တော့ဘူးဒီလိုပေါ့နော်မပေးနိုင်တော့တေးချသွားပြီဆိုရင်တော့တတိယချက်အနေနဲ့ကိုကဒီမိမိအလုပ်လုပ်နေတဲ့ဒေသမှာရှိရပေါ့နော်ဝယ်ကူရင်းကုန်းလို့ဂျေဝန်စင်တာတွေစီကိုဆက်သွယ်ပြီးတော့ဆွေးနွေးအကြံပြုမှုတွေရယူနိုင်ပါတယ်နောက်ပေါ့နော်ဒီလိုမျိုးကိုကနို့တွန်းဆောင်ကိုယ်တိုင်တော့ပြီးတော့ရှောက်ချင်တာမျိုးဆိုရင်လည်းပဲရပါတယ်နို့တွန်းဆောင်တော့တဲ့ခါမျိုးမှာဆိုရင်လည်းပဲအပေါ်ကပြောထားရပေါ့နော်အချက်လက်လေးတွေပြည့်စုံတော့ဖို့လည်းလိုပါတယ်ဟုတ်ကဲ့ပြီးတော့နို့တွန်းဆောင်ဘက်ကနေပြီးတော့ဖြည့်ခိုင်းတဲ့စာရွက်စာတမ်းရှိလာပြီဆိုရင်လည်းပဲအဲ့ဒီစာရွက်စာတမ်းမှာဒါမိမိရဲ့အမှန်တကယ်နေနေတဲ့လိပ်စာမျိုးကိုဖြည့်ဖို့လိုပါတယ်နို့တွန်းဆောင်ဘက်ကနေပြီးတော့အားလုံးကိုစစ်စစ်ပြီးတော့ဒီပေါ့နော်ဒီလောက်ခလာစာမရရှိတာတေစာအကြောင်းပေါ့နော်အတီးပြုကြောင်းစာရွက်အဲ့ဒီစာရွက်လေးကိုဒါမိမိစီကိုပို့ပေးမှာပဲဖြစ်ပါတယ်အဲ့ဒီစာရွက်လေးရပြီဆိုတော့ねသက်ဆိုင်ရာဒီခွန်းလို့ဖို့ချေကုံတောင်သွားပြီးတော့တင်ပြလိုက်တာねသူတို့ကဒီပေါ့နော်မိမိရဲ့ရတင်ရထက်တဲ့ဒီလောက်ခလာစာကိုသူတို့ကပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ဒီချက်လက်လေးတွေကအားလုံးအတွက်ထောက်ကူဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ